guitar တစ်လုံးရဲ့အတန်က brother တို့ရဲ့ဘဝကိုပြောင်းလဲနိုင်တယ်လို့ brother တို့ယုံကြည်မလားဒီနေ့ကဘာတဝမ်းမှာ professional musician တွေအသုံးပြုနေတဲ့ Tela guitar သူတို့ရဲ့အတန်က perfect ဖြစ်နေလို့မဟုတ်ပါဘူးဒါဟာအရှုံးမပေးတဲ့လူငယ်နှစ်ယောက်ရဲ့အိမ်မက်အတန်ဖြစ်နေလို့ပါတစ်ယောက်က guitar တီးချင်တဲ့သူတစ်ယောက်ကစီးပွားရေးနားလေတဲ့သူသူတို့နှစ်ယောက်ပေါင်းပြီး guitar ကိုပြန်လည်တီထွင်ခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါ Master တွေ Pod Channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ကဘာကျော် Tela guitar ရဲ့မယုံနိုင်စရာသမိုင်းကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Bob Taylor ကဂီတာတီးရတာကိုကြိုက်နေတဲ့လူငယ်တစ်ယောက်ပါဒါပေမဲ့သူ့မှာပြဿနာတစ်ခုရှိတယ်သူဝယ်တဲ့ဂီတာတွေက quality မကောင်းဘူးအဲ့ဒီအချိန်မှာပဲသူတစ်ခုစဉ်းစားမိသွားပါတယ်ငါကိုယ်တိုင်ပိုကောင်းတဲ့ဂီတာတစ်လုံးလုပ်လို့မရနိုင်ဘူးလားအဲ့ဒီအချိန်မှာသူဟာဂီတာပြင်ဆိုင်တစ်ခုမှာလုပ်နေပါတယ်အဲ့ဒီနေရာမှာပဲသူ့ဘဝကိုပြောင်းလဲစေမဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒါကတော့ Carl Liston သူက musician မဟုတ်ဘူးဒါပေမဲ့ business mind ရှိတဲ့သူတို့နှစ်ယောက်ပေါင်းပြီးတော့အိမ်မက်တစ်ခုကိုစတင်ခဲ့ကြတယ်1984ခုနှစ်မှာသူတို့နှစ်ယောက်ဂီတာ shop တစ်ခုကိုဝယ်လိုက်တယ်မဲ့ပြဿနာတစ်ခုရှိတယ်သူတို့မှာလုံလောက်တဲ့ပတ်စံပမာဏမရှိဘူးဒါဟာသူတို့အတွက် risk အကြီးဆုံး decision တစ်ခုဖြစ်တယ်နေ့ဘက်မှာဂီတာပြင်ဆိုင်မှာအလုပ်လုပ်တယ်ညဘက်မှာဂီတာတိဆောက်တယ်သူတို့မှာအိတ်ချိန်မရှိဘူးအမျက်မရှိဘူးခါတလေသူတို့စဉ်းစားမိတယ်ငါတို့ဒါကိုဆက်လုပ်သင့်သေးရဲ့လားဒါပေမဲ့သူတို့မှာတစ်ခုရှိတယ်အဲ့ဒါကတော့ vision ဖြစ်ပါတယ် better guitar for musician ဒီစိတ်နဲ့ပဲသူတို့ကဆက်လက်ပြီးတော့တိဆောက်နေခဲ့ပါတယ်Bob Taylor က guitar ကို traditional way နဲ့မလုပ်ချင်ဘူးသူစဉ်းစားတယ်ဘာကြောင့် technology ကိုမသုံးတာလဲအဲ့ဒီမှာပဲ Taylor guitar က industry ကိုပြောင်းလဲခဲ့တယ် computer control machine CNC precision cadence consistent quality သူတို့ရဲ့ guitar တွေကတစ်လုံးနဲ့တစ်လုံးမတူဘူးဆိုတဲ့ပြဿနာကိုဖြေရှင်းလိုက်တယ်ဒါဟာ game changer ဖြစ်လာခဲ့တယ် musician တွေစတင်ပြီးတော့မှသတိထားလာခဲ့တယ်Tela guitar ရဲ့အတန်က clean ဖြစ်တယ် playability မှာလည်း smooth ဖြစ်တယ်ဒါနဲ့ပဲသူတို့ရဲ့ brand ဟာ slowly grow ဖြစ်လာခဲ့ပါတယ်1980 2000ခုနှစ်အတွင်းမှာ Tela guitar ဟာ small company တစ်ခုကနေ global brand ဖြစ်လာခဲ့တယ်သူတို့ international market ထဲဝင်လာတယ် professional artist တွေစတင်ပြီးတော့အသုံးပြုလာခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ real power က innovation ဖြစ်တယ် Tela ဟာ new bracing design new neck system new acoustic technology ကိုစတင်ပြီးတော့ develop လုပ်လာခဲ့ပါတယ်ဒါကြောင့်သူတို့ရဲ့ guitar တွေက modern sound ကိုစတင်ပြီးတော့ represent လုပ်လာခဲ့ပါတယ်ပြီးတော့ sustainability သူတို့က wood sorption ကို control လုပ်တယ် forest conservation လုပ်တယ်ဒီဟာကသူတို့ရဲ့ brand image ကိုပိုပြီး strong ဖြစ်စေခဲ့ပါတယ်ဒီနေ့မှာတော့ Tela guitar တွေဟာကမ္ဘာအကြီးဆုံး acoustic brand တွေကတစ်ခုဖြစ်လာခဲ့ပါတယ်beginner ကနေ professional artist အထိ Tela guitar ကိုသိကြပါတယ် quality over quantity ဖြစ်ပါတယ်သူတို့ guitar တွေမှာ craftsmanship နဲ့ innovation ကိုပေါင်းထားပါတယ်အဲကြောင့်သူတို့ရဲ့ brand က trust ဖြစ်လာတယ် Tela guitar ရဲ့ဇက်လန်းက talent တစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကိုပြောပြနေပါတယ် vision hard work innovation သုံးခုပေါင်းမှပဲ success ရနိုင်မှာဖြစ်ပါတယ် Bob Taylor နဲ့ Carl Liston တို့လိုသူတို့မှာ perfect condition မရှိခဲ့ဘူးဒါပေမဲ့သူတို့မှာတုံးမပေးတဲ့စိတ်ရှိတယ်small guitar shop တစ်ခုကနေ global brand ဖြစ်လာခဲ့ပါတယ် brother ရဲ့အိမ်မက်ကရောဘာဖြစ်မလဲ brother မှာ source မရှိဘူးဆိုရင်တော့ Taylor လိုပဲစတင်ဖို့ ready ဖြစ်ပြီလား comment ထဲမှာပြောခဲ့ပါပြီးတော့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ see you in the next video Taylor လိုပဲစတင်ဖို့ ready ဖြစ်ပြီလား comment ထဲမှာပြောခဲ့ပါပြီးတော့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ see you in the next video bye bye